Hello အားလုံးမင်္ဂလာပါဒီနေ့မှာပေါ့နော်တရေကိန်းဆော့ပြန်မှာပေါ့နော်မြောက်တရေကိန်းပေါ့နော်ဟိုဘက်ကသွားမယ်ပေါ့နော်ဟုတ်ပေါ့နော်အဲ့ဘက်တော့ဝင်သွားအဲ့ဘက်ကကျတော့ဘာမှမရှင်းနေပဲအရှိတက်ကိုပဲပြန်သွားလိုက်တယ်ပေါ့နော်အဲ့ထဲကိုဝင်လိုက်တဲ့အချိန်မှာအတန်းရကြောက်စရာကြီးပေါ့နော်လမ်းလျှောက်တဲ့တန်းရအဲ့ထဲမှာတော့အတန်းပြမထားဘူးပေါ့နော်ဟုတ်ကဲ့ပေါ့နော်အဲ့ကြဟိုဘက်ကသွားရပေါ့နော်အဲ့မှာကျိုးတက်ရတဲ့ချိန်လေးမှာအတန်ပါပဲဒါပေမဲ့ဘန်ကတော့အတန်မထည့်ပါဘူးအဲ့နဲ့မှာဟိုဘက်ကိုသွားရကောင်းလားဒီဘက်ကိုသွားရကောင်းလားစဉ်းစားနေပေါ့နော်စဉ်းစားနေပေါ့နော်အဲ့နဲ့အဲ့အလေတော့ဝဲဝင်သားလိုက်တယ်ပေါ့နော်ကျိုးစီရဲ့အတန်ကအလုံးအတန်တော်တော်ကြားရပေါ့ဒါပေမဲ့ဘန်ကတော့အတန်မထည့်တာပါဘူးအပေါ်တက်ပါတယ်ရောက်သွားပါပြီအဲ့ကတော့အဲ့ကျိုးမှာတော့ကျိုးကအကောပြန်မသိချင်တာနဲ့ခုံပဲချလိုက်ပါတော့တယ်โอเคအဲ့ line နဲ့ပြန်သွားမယ်ပေါ့နော်ဝင်သွားမယ်ပေါ့နော်ဝင်သွားတယ်ပါအဲ့တော့ရင်လုံးဝတော်တော်ကြောက်ဖို့ကောင်းတယ်အဲ့ဒါမှဆိုထွက်ထွက်ချင်းမှာတရဲတွေ့လို့ဆိုပြီးပြန်ထွက်ထွက်ချင်းမှာတရဲတွေ့လို့ဆိုပြီးမြင်ပြေးလိုက်ရတယ်ပေါ့နော်အဲ့ဒါဝင်လိုက်ပါတယ်ဒါပေမဲ့ထွက်ကြည့်ရပါတော့အဲ့ဒါမရှိတော့ဆိုပြီးတော့နည်းနည်းလေးရှေ့ကိုတစ်ရှိရသွားပါတော့အထဲပြန်ဝင်နေပေါ့နော်အဲ့နေပြီးမျက်နှာလေးတစ်ချက်ပြလိုက်တယ်ပေါ့နော်အပြင်ထွက်ပြီပေါ့နော်အဲ့ဒါမှတရဲရှိတာဆိုပြီးတစ်ချက်လန့်ကြည့်ရပေါ့နော်အဲ့တော့စီဘူးဝင်ယူပါတယ်စီဘူးကနောက်ကကြာဆိုင်ကစီထဲအောင်လို့ပေါ့နော်အဲ့ဒါမှလည်းမရှိပါအမှန်ပစ္စည်းပါရောက်နေပေါ့နော်တရဲနဲ့တော့မတွေ့ရသေးဘူးပေါ့နော်ဟိုမှာတရဲဆိုပြီးတော့ပြေးလာတာပေါ့နော်ဒုံးပြေးလာပါတယ်အဲ့နေရနဲ့တိုက်သွားတာပေါ့နော်ပြေးရအရှိန်နဲ့လုံးပြီးတော့နေရနဲ့တိုက်သွားတယ်ကြားနေပုံးပါတယ်တောင်းလေးမှာကတ်တယ်ပေါ့နော်တရဲမမြင်တော့ဘူးဆိုပြီးကတ်လိုက်တာပေါ့နော်တကယ်လည်းမမြင်ပါဘူးပေါ့နော်အဲ့ကြောင့်လည်းမခဏနေပါတယ်တရဲရဲ့အတန်ကြားလို့ပေါ့နော်အဲ့ထမှာတော့အတန်မပါဘူးပေါ့နော်တရဲအတန်ပုံးနေပေါ့နော်အဲ့ကိန်းတော့စော့ကြည့်ပေါ့နော်တော်တော်စော့လို့ကောင်းနေပေါ့နော်ဘယ်လိုတော့ကြိုက်မယ်လို့ထင်ပါတယ်ခဏထွက်ကြည့်လိုက်တယ်ပေါ့နော်ထွက်ကြည့်ပြီးအဲ့ဘယ်ထဲဝင်လိုက်တယ်ပေါ့ဝင်ပြီးတော့တရဲလန့်ရှို့တော့တရဲပြေးလိုက်လို့ဆိုပြီးဟိုထဲပြန်ဝင်ရပဲပေါ့နော်တရဲတော့တွေ့လောက်မလို့ထင်ပါရှင်အဲ့ကြောင့်လည်းမတက်တော့ဘူးပေါ့နော်အမှန်လေးချောင်းကြည့်ရတာပေါ့နော်တရဲပိုတင်းမြေအပြင်းနဲ့ရောက်လာတာပေါ့နော်ရောက်လာပေါ့နော်အဲ့မတို့အထက်မှာပဲခဏနေရပေါ့နော်ဟုတ်နော်လမ်းကြည့်လိုက်ပါတယ်လမ်းကြည့်လို့မရှိဘူးဆိုပြီးပြန်ထွက်ပါတယ်အမှန်နဲ့တရဲမရှိဘူးသိချပြီဆိုမှအရှိလို့တက်လိုက်တယ်ပေါ့နော်တက်ကြည့်တယ်ပေါ့နော်သိချလေးရှိလားမရှိလားဆိုတော့သိချလေးကြည့်ရပါတယ်အဲ့ဒီဘက်ကိုကြည့်အဲ့ထဲဝင်သွားလိုက်တယ်ဟိုပြီးတော့ season 2ရောက်သွားပြီပေါ့နော် season 2မှာတော့မီတာဘုံလေးကိုအထက်ထည့်လိုက်အဲ့ဒီခါပေါ့ကြောင့်ပွင့်သွားမှာပေါ့နော် season 2က season 2တဲ့ပေါ့နော်တကောက်ပွင့်သွားပြီဆိုတော့ season 2တဲ့ကိုစဝင်ကြည့်မယ်ပေါ့နော်ဝင်လိုက်ပါပြီအမှန်ဒီမှာတရဲဖြတ်သွားလို့ဆိုပြီးပြေးသွားပြန်ဒီတရဲဖြတ်တရဲဆိုပြီးပြေးသွားတာပေါ့နော်အတရတော်တော်ကြောက်ဖို့ကောင်းတာတက်တာရစတော်တော်ကြောက်ဖို့ကောင်းတယ်ပေါ့နော် season 2ကတရပူကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့နာမှာပဲတရပချလဲပြီးနေတာအမှန်
နှိပ်လိုက်တယ်နှိပ်လို့ရသွားပြီပေါ့နော်အမှန်လေးအဆက်ကြီးကအဆက်ကပြတ်သွားပါပေါ့နော်တကယ်တော့ဆိုအဆက်နဲ့မှာဟောပါဒီဟိုပါအဲ့ရတော့ရှင်းရှင်းလင်းလင်းမပြောတော့ဘူးနော်အဲ့ကြောင့်တရေဆောက်ကြမှာပဲလို့တော့ပေါ့နော်အမှန်တရေဟိုဘက်တစ်ဘက်တွေပဲကြည့်ပြီးတော့မရှိဘူးဆိုပြီးတော့အဲ့ဘက်ကိုသွားပြီးတော့စီဘုံနဲ့တက်စီဒီမီတာဘုံနဲ့စီဘုံနဲ့ယူခဲ့လိုက်တယ်ပေါ့နော်ယူခဲ့လိုက်တယ်နော်ဒီနားနဲ့ချောင်းကြည့်ရပါနဲ့တရေကိုโอเคပေါ့နော်အဲ့ထဲကိုပြောင်းဝင်လိုက်ပါတယ်အဲ့မှာ season 2ထဲမှာကျတော့ဇင်အောင်ဘောမပါဘူးပေါ့နော်ဇင်အောင်မပါတော့ဆိုပြီးတော့အဲ့နေပြီးတော့ season 1တွားကျင်တာပေါ့နော် season 1ကတော့တရေကကို့နာမှာဆိုတော့တွားလို့မရတော့ဘူးပေါ့နော်အဲ့ကြောင့်မလို့ season 2ရဲ့အပိန်ပေါက်ကိုကြည့်နေရတာပေါ့နော်တရေကတခါကြာရုပ်တရက်ကြီးပေါ်လာလို့ပေါ့နော်တရေကိုဒီ season 2ကတရေကိုတော့မပြသေးဘူးပေါ့နော်ပြီးကြမပြပါမယ်ပြီးကြအသေးခံပြီးပြပါမယ်โอเคကိုရပြောတဲ့စကားလေးရင်ပြောလို့ပါပေါ့နော်အမှန်နဲ့ဒါတော့ season 1ထဲမှာပေါ့နော် season 1ထဲကိုခဏသွားပါပေါ့နော်ကြည့်ရလာပြီးတော့အမှန်နဲ့ season 2လေးပြန်ရောက်သွားပါတယ်ကြည့်ပါတယ်အမှန်နဲ့တရေဆိုပြန်ပြေးလာပြီးအဲ့ထက်ဝင်လိုက်တယ်ပဲကြည့်နေပါနဲ့အမှန်ရောဟိုဘက်ကတရေလာတော့မသိဘူးသိရတဲ့မှာတကားပေါက်ကဝင်ရတာခက်တယ်ဝင်ရတာခက်တယ်ပေါ့နော်အဲ့ကြောင့်မလို့တိတ်တော့ဟိုကချစ်ဖို့ပေါ့နော်လွတ်တော့လွတ်မသွားဘူးပေါ့နော်တေးသွားပါတယ်အမှန်နဲ့အတရေရလုံးဝသွေးစွန်းတဲ့တန်နေကြအောင်ပေါ့နော်ဘန်းတော်မှာဆိုလို့ပါသွေးစွန်းတဲ့တန်နေတော့မထည့်တော့ဘူးပေါ့နော်အတရေတော်တော်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အပြင်မှာတော့အချီအော်ဘာနော်တရားတွေ့ပြီးကြပြီလို့ထင်ပါတယ်တဲ့တပိတိုက်ချင်းလည်းမလို့ဆိုပြီးတော့ season 2ကိုခဏပြန်ကြည့်လိုက်ရတယ်ပေါ့ခဏသွားကြည့်ပြီးတော့ season 1နဲ့ပြန်သွားလိုက်တယ်ပေါ့နော်season 2ရဲ့ကိုသွားဝင်ကြည့်လိုက်တယ်ပေါ့နော်အမှန်နဲ့အဲ့နာမထွက်ရဲတိတ်မထွက်ရဲတော့ပေါ့နော်မထွက်ရဲရပဲဟိုဘက်ကတိတ်ရဲဆိုပြီးတော့တိတ်ရလုံးဝ shell ကိုမြင်တာအပြေကစောစောတော့မြင်လိုက်တယ်လို့ထင်ပါတယ်ဘယ်လိုတရေရတော်မြန်နေပေါ့နော်တရေဟိုဘက်ကိုတော့လိုက်တော့တန်တဲ့လူတွေကတော့ထွက်ကြည့်သွားပါပေါ့နော်ဘာကတော့ထွက်မကြည့်ပေါ့နော်တိုက်တင်နဲ့ပြန်ရိုက်နေမှာဆိုလို့ပေါ့နော်ဗန်ပြင်းအဲ့ကြောင့်မလို့ပေါ့နော်အဲ့ဘာနေပြောအဲ့ထော်သွားရင်ကောင်းမလားဆိုစဉ်းစားနေမနေ့တော့ပြီးပတ်ကြည့်လိုက်တာတော့ပြီးဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်မရှိဘူးဆိုရဘန်းနေပြီးဟိုဘက်ကိုတွားလိုက်တယ်တွားပြီးအဲ့တစီရဲ့မီဒီကိုရာရဲ့အဲ့ရယူပြီးပြန်ပြေးရပေါ့နော်ပြန်ပြေးတဲ့ချိန်မှာဟိုဘက်ကိုတွားကြည့်တာအဲ့မတရေလာလို့ဆိုပြီးအဲ့ကြောင့်လည်းမကန်တာအဲ့မကန်တာတေချာလေးကြည့်ပြီးတော့မရှိတော့ဘူးဆိုပြီးတော့အပြင်ဘက်ထွက်လိုက်တာပေါ့နော်အစားတော့ရှိရတင်ပြီးတော့တိတ်ထွက်သေးဘူးနော်နည်းကြီးထွက်လာတာထွက်ပြီးတော့တရေနဲ့တန်တူရောတရေနဲ့တန်တူအမတေးရောတရေတော့ကြောက်ဖို့တော့ကောင်းနေပေါ့နော်โอเคသွားပါရင်โอเคအမှန်season 1ပြန်သွားရင်ကောင်းမလားဆိုပြီးတော့စဉ်းစားလိုက်တယ် season 1ပြန်သွားမယ်ဆိုပြီးသွားမလို့ပေါ့နော်စီဘူးလေးပါကောက်ခလိုက်တယ်ပေါ့နော်စီဘူးလေးလက်မတူတော့စားလေးကောင်းတော့အငြိမ်မနေရပါဘူးဘန်းလက်ထဲပါပဲပြန်ရောက်တော့တယ် season 2တဲ့အမှန်ရင်ပေါ့နော်
အဲ့ဘကိုကြည့်လိုက်တယ်ပေါ့နော်ကြည့်ပြီးဘာဖြစ်နေဒီမရတာလားအမှန်နေပေါ့နော်အဲ့ဘကိုကြည့်လိုက်တယ်ပေါ့နော်အမတရလာပြီဆိုပြီးပြေးတာပန်းတေးအောင်ပြေးတာအမှန်လေအဲ့ထဲပဲဝင်ပေါင်းနေရတယ်ဝင်ပေါင်းနေရပါတယ်ခဏပေါ့နော်အတန်လေးနဲ့ဝင်နေတော့တီးတော့ခံပေးပါဦးနော်โอเคအမှန်ကြည့်လိုက်ရအခုလန့်ကြည့်ရတာလန့်ကြည့်တရက်မတွေ့ဘူးဒါမှလည်းကြောက်တယ်ပေါ့နော်သူ့အတန်ရထွက်နေတော့ပေါ့နော်အမှန်လေအငြိမ်မနေဘဲနဲ့ဓာတ်စီဘူးလည်းကောက်လိုက်ပါတယ်အမှန်ဟိုဘက်ကတည်းလန့်ကြည့်ပါအမှတန်ချောင်းလေးတူတန်ချောင်းလေးပါကောက်ခလိုက်တယ်ပေါ့နော်ဖန်ရတော့အပမာတော့ဟိုဘူးပါဝေးရဖူးကြီးပေါ့နော်အဲ့ရလေရှူးခဲ့ပါတယ်အငြိမ်မနေရပါဘူး Okay let's go အဲ့ဒါဟိုဘက်ကိုတွားလိုက်တယ်ပေါ့နော်အဲ့ဘာမှအဲ့ရလေ season 2ဘက်ကိုပြန်ရောက်သွားတာပေါ့နော်Okayပေါ့နော်အဲ့ဘက်ကိုတွားပါလေအဲ့ဘက်ကိုတွားမဲ့လို့တော့တရေလာပြီဆိုပြီးတရေလာတယ်လို့မျိုးသူကပြေးသွားကြတယ်ဗျာနော်ကြောက်လို့မထွက်ရဲသေးဘူးနော်Okayအဘကိုအမကြောက်နေအမလေးစီစီ2တော့ပြန်ရောက်သွားပြီပေါ့နော်ဒီချေးလားပြန်ဝင်ပါတယ်အမလေးစီစီ2တော့ချက်လန့်ကြည့်လိုက်လန့်ကြည့်ပြီးဒီဘက်ကနေလန့်ကြည့်ရတယ်တရက်တစ်ခါကျရုပ်တရက်ကြီးပေါ်ပေါ်လာတတ်တော့ပေါ့နော်ဒီနမကြည့်နေအဲ့ဒါဘာမှပေါ့နော်โอเคဘုတ်တေချာလေးကြည့်ရရဲ့ပေါ့နော်မကြည့်ရရင်သူကတရမြန်းနေပေါ့နော်တရကျတော့ဒီဘန်ရုထက်ကိုနှစ်ဆလောက်ပိုးပြန်နေပေါ့နော်အဲကြောင့်မလို့ပါအပြင်တော့တိတ်တော့မထွက်ရသေးဘူးပေါ့နော်ပြီးကြောက်မှထွက်ပဲဆိုပြီးခက်တာပုံနေအမှန်ကိုတကူတီးရငါလိုဟိုထဲမှာနေနေတယ်လို့ကြောက်တာပဲအဲ့ဒါမျိုးပြန်နေလိုက်ပါတယ်Okay အမှန်လေးပြောတာပါလေအဲ့ဒီပြောအဲ့လမ်းကြားလေးတော့မသွားသေးဘူးပေါ့နော်မသွားသေးဘူးပေါ့အမှဒီအဲ့ရဆိုဘယ်နာတော့ဒီနေ့ပြီးဟဲ့လောက်ကြပါဟဲ့ကမဖုန်းလိုက်ကြဟုတ်ရလောက်ကြပါ